လိုက်တဲ့ကလေးရဲ့မင်းရဲ့လှကတို့ရှင်နဲ့ဒါဆိုင်ဖိတ်တာပဲဆက်ကိုလှတခြားကြည့်တယ်လေစွလန်းသွားတယ်အလှမျိုးပဲဟုတ်ပြီငါဟိုကောင်နေနဲ့လောင်းလာတဲ့ကိစ္စဒီကလေးမလေးနဲ့အကောင့်ထဲပေါ်လိုက်ရဲ့ဒီပြိုင်ပွဲမှာငါနိုင်ပြီဒီကိစ္စအကောင့်ထဲပေါ်ရမယ်အကောင့်ထဲပေါ်ရမယ်ဆရာအန်ဒီပြက်အောင်မလောက်နဲ့လေဒါဗျူးမဲဟုတ်အဲ့စီကျွန်တော်ဗျူးပြီးပြီလေကျွန်တော်တို့ဗျူးပြီးပြီဟာကောင်မင်းတို့ဗျူးတာငါမကြိုက်ဘူးငါဗျူးမယ်ငါဗျူးမယ်အန်ဒါဗျူးမှာမင်းတို့ဒီကွန်မလီမှာဘယ်လိုဘောစိဘယ်လိုစတိကျွန်တော်ကျွန်တော်မဟုတ်ဘူးလို့ဟောရဟိုအာစတိကဘောစိအာစတိကစတိတထေးအာစတိကတထေးဟုတ်ကဲ့ဒီကွန်မလီရဲ့ပိုင်ရှင်တထေးအဲ့တော့ချုပ်ကိုယ်တိုင်ဒီမှာလက်ဖြေတဲ့ဝန်ထမ်းကောင်မလေးတွေကိုအင်တာဗျူးဟုတ်နော်မင်းတို့နဲ့မဆိုင်မင်းတို့အားလုံးတက်တိတ်နေဟုတ်ကဲ့လာတယ်ကွာအစီဒါနေလို့ပြောနေတမီးနာမည်ဘယ်လိုခေါ်လဲကျမနာမည်ကဖြူဖြူပါရှင်ဖြူဖြူရပြီအလုပ်ရပြီနာမည်နဲ့အလုပ်တန်းရလားဟုတ်ဘာဆိုင်လို့လဲဆရာဘက်ကငါကိစ္စငါသိတယ်မပြောနဲ့ဖြူဖြူတဲ့လှတယ်တော့နာမည်လေးကလည်းဟိုတနေ့အင်တောင်ရှိလားမရှိပါဘူးရှင်ဟဲ့လန့်မလားလေးလန့်တော့လေဟိုအိမ်တော်မရှိဘူးဆိုတော့အပြိုပေါ့အပေါ်သေးကြပြီအဲ့ဒါအလောက်တန်းရပြီခံပြီဟုတ်လေအာစီကျွန်တော်တို့ပုံမှန်နဲ့ဘာမှမသက်ဆိုင်ဘူးလေအဲ့ဒီကိစ္စဟဲ့ကောင်တက်ဆိုင်လို့ပြောနေတာဒီဟိုဘယ်နဲ့ရွှေ့သားမဲကိုကပြုတ်စော်နန်းနေပြီမဲနော်တမာရွက်ပြုတ်စော်နန်းနေပြီကိုကိစ္စကိုမပြောဘူးဘာကောင်းလို့မသိသမီးလန့်လားမလန့်နဲ့နော်ဟိုဦးကလေကိုလုံးသာကြည့်တယ်ထင်လားမဟုတ်ဘူးဆရာဘာလို့မဟုတ်လေကိုအတန်ငါကျဲတော့အတန်ကျဲတော့စိတ်ချမ်းလူချမ်းလာသူလန့်တော့မယ်အဲ့တော့အင်တာဗျူးကိစ္စဆက်ပြောမယ်အဲ့တော့ဦးရုကွန်မလီကလုပ်ငန်းကြီးလုပ်တာကြောက်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုလုပ်တယ်ကြောက်မြက်ရတနာပေါ့အဲ့တော့ကြောက်မြက်ရတနာနဲ့ပတ်သက်ပြီးလုပ်တယ်ဆိုတော့ကသမီးတို့ရွယ်မှာတွက်တာချက်တာလိမ့်လာရနော်အဲ့တော့တွက်ချက်တာနဲ့ပတ်သက်ပြီးတော့မွေးမယ်နော်နည်းနည်းတော့ခတ်တယ်ဒါပေမဲ့မပူနဲ့မကြောက်နဲ့နော်ဦးမေးတယ်တခြားဖြစ်မေးရမယ်ဆိုတင်ချာနဲ့ပတ်သက်ပြီးတော့3လီဘလောက်လဲပြောကိုပါရှင်ကိုအကောင်တော့ကွာတန်းပြောတာပဲဒါတော်ရုံမပြောနိုင်ဘူးမင်းတို့လိုကောင်မျိုးမပြောနိုင်ဘူးအုံနောက်မှမရှိတာဒါအပြိုဖြစ်လို့ပြောနိုင်တာသမီးအပြိုပဲနော်ဟေးကောင်တော့ဟုတ်ပဲတကယ်လေးလာကအကောင်တဲ့မိကောင်းကအဲ့လိုခက်မေးရတယ်လွယ်တာမေးသူတို့စွပ်ဖြေပန်မပေါ့ဒီမေးကောဘယ်လောက်ခက်လဲ3လီကိုဘယ်သူမပြောနိုင်ဘူးသမီးကတန်းပြောနိုင်တယ်ဖြိုးလေးကတန်းပြောနိုင်တယ်လေအဲ့ဒါတန်းမခံဘူးနော်သမီးကိုဥပြူးတယ်ကြိုက်လားမဟုတ်ပြူးတာအင်တာဗျူးတယ်ကြိုက်လားလို့သမီးအဲ့လိုပြောလိုက်တာအရင်ချစ်ဖို့ကောင်းတော့ပဲဟိုလေအပြိုပဲနော်အဲ့ဒါကိုကောင်းတာအကောင်းဆုံးကအဲ့ဒါပဲအပြိုဆိုတာလေးကစက်တီရှိနေတယ်ဟုတ်လားအဲ့ဒီတစ်ခါသမီးကိုခုနကထမေးရမယ်မေးခွန်းတဲ့ကိုနည်းနည်းခက်မယ်ခုနမေးခွန်းကခက်တယ်ဒါပေမဲ့ तू ဒီကာကသူ့ထက်နည်းနည်းခက်တယ်ဒါပေမဲ့သမီးစိတ်တွေမလှုပ်ရှားနဲ့နော်သမီးစိတ်လှုပ်ရှားရင်မျက်နှာကိုတိကျစိုက်ကြည့်လိုက်တည်ငြိမ်တော့မယ်အဲ့တော့မေးတဲ့မေးခွန်းကိုသမီးဖြေနိုင်တော့မယ်နော်အဲ့ဒီခါသမီးကိုမေးမှာကသမီးရွှေတကုံဖျားတိတ်တာလားတော်လိုက်တော့ရွှေတကုံဖျားကိုတိတ်တယ်အချမ်းတော်တော့ပဲကိုမီးရဲ့အပြိုပဲနော်အဲ့ဒီရွှေတကုံဖျားကမြန်မာနိုင်ငံရဲ့ဘယ်မြို့မှာရှိကဲတပည့်တည်တယ်ပြောသားမိုးကောင်ပါတော်လိုက်မဟုတ်လေမဟုတ်ဘူးသမီးဟိုထိုက်ပေါ်ရောက်တော့တောင်တဲရောက်တော့ပြီးအောက်ပြန်ဆင်းလိုက်နော်ရတယ်သမီးရတယ်အေးစီစီပဲဘာဖြစ်အဖြေရတယ်ဒီတောက်မယ်မန္တလေးပါဟုတ်ပြီခုံချလိုက်ပြီသဘောကျတယ်အမြင်ကအောက်ကျလာပြီးတော့သမီးအဲ့ဒီတိုင်းတက်ဆက်သွားလိုက်ရောက်ခဏီးမယ်နော်ရောက်မယ်အဲ့တိုင်းသွားနေပြီးတော့ဟေးဟောက်ပွေခဏရက်နေတယ်ကွယ်
ဘရိတ်ကလည်းဘလို့ညံ့တယ်လို့မသိသမီးကအဲ့တိုင်းဆက်သွားလိုက်တယ်ရောက်တော့မယ်တယ်လည်းရောက်ကလေးလို့လောက်ဆက်သွားလိုက်အောင်နော်ဒီကောင်ဖရားဗမာရှိတယ်ဒီပုံနဲ့ 不过， အေးဩဒုက္ခမနိုင်လားတယ်ဘလို့တော့တယ်သမီးဆက်သွားလိုက်တော့နော်ချိနေနဲ့ဆက်သွားလိုက်ဒီချပြန်လောက်လိုက်စောင်းနေရတဲ့အဖြစ်မှန်မှလောက်ဆက်ကြည့် 哦，现在叫咱嘛是啊， အဲ့ဒါကြော်တာအော်ကြော်တော့ပြီဒုက္ခပါကွာမဟုတ်ဘူးလေသမီးလည်းများတော့ပြီသမီးကအချိန်လွန်သွားပြီဘက်ပြန်ဆုပ်လိုက်ဟဲ့လားဂီယာထိုးပြီးတော့ဘက်ဆုပ်လိုက်ဟုတ်များဆုပ်သမီး 我嘛哩打给他嘛， အဲ့ဟုတ်တော့ဗောဟောဒုက္ခပဲသမီးဆုပ်တယ်လဲတယ်ခဏညာဆုပ်တယ်ဆုပ်လိုက်နော်ရောက်ခလေးတွေပဲလည်းဆုပ်လိုက်သမီးရပြီချိန် 弟弟，白喊嘛， အဲ့ဒါပြောတာတွေ့လားတွေ့တယ်တခါတည်းပြောလို့ရတယ်ဒါပေမဲ့မင်းတို့လုံငတုံးလို့ရှိနေရဲ့တခါတည်းပြောရင်မင်းတို့မှတ်သွားမယ်တော့သမီးကသိနေတယ်ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်မှာခြေတကုံဖျားရှိတယ်နော်သမီးကသိတယ်ဒါပေမဲ့သမီးကရှောက်ပြောတယ်ဗာလဲဟိုမုကောက်တို့ပြီးတော့မန္တလေးရောက်တဲ့နေပြည်တော်ကနေဖြတ်ပြီးတော့ကြောက်တန်းတော့သွားလိုက်သေးတယ်ဒါပေမဲ့ तू သိနေတယ်လေသိနေတဲ့ကိစ္စမပြောတာပေါ်လိုက်တော့သမီးရဲ့အဲ့ဒီမျိုးလုံးလေးကစားတာကချစ်စရာကောင်းလို့သိတာအဲ့ဒါလေဟိုသမီးကိုဦးရဲ့ကုမ္ပဏီမှာအလုပ်ခန့်လာပြီမနေ့ဖန်ကစားပြီးအလုပ်ဆင်းလို့ရပြီ 这个啦， တကယ်ပြောတာသမီးကပြောတော့မလားအဲ့ဒီကြီးလိုက်တာပေါ့ပေါ့ဆွဲလမ်းတော့ကောင်းလားပြောပါနော်ပြီးတော့သမီးကိုမနေ့ဖန်သမီးလည်းမတောင်းပြောမယ်သမီးကဘာလုပ်ရမလဲဆိုတော့ဦးရဲ့ပထဝီလောက်อ่ะ secretary ဘယ်နဲ့ပထဝီသမိုင်းတွေပါကုန်တာလဲ တထေးပဲကွာမင်းကလည်းတလောက်ကိုတက်တယ်ပဲကိုပြောမှာပေါ့မင်းမထောက်နဲ့မင်းထောက်ငါတိတ်ခါကြတယ်သူပြောတဲ့ဘာထလုံးကြီးဆိုလဲအဲ့ဒါဟိုပြောရင်တော့သူတိုင်းသိအောင်ပြောရရင်ဦးရဲ့တက်တော်စား မဟုတ်ဘူး တက်တော်စား ဟိုကိုရအေးမှုကြီး မဲတာနေလေ ဘော်ဒီက ငါမဘော်လီမရှိဘူးဟိုတက်တော်စားငါကအသက်ခဏထွက်နေတပုတ်ပုတ်နဲ့ထွက်နေတော့အဲ့ဒါသမီးကဦးရဲ့အနာကတက်မှာကွာနိုင်ရမယ်အဲ့လာစားကတော့သမီးလိုအပ်သလောက်ဒီမေးမယ်အဲ့ဒီချက်တော့အောင်ချက်တာဟာချိုဘာဖြစ် ဟောနဲ့နာချီဝါရစီဟိုအေးကောင်အေးလို့ဟာကြည့်လို့ ရကောင်အေးတယ်ဒီကျင်းစိုးမှာရေချိုးလာသလိုပဲ အခုခဏပြက်နေလို့ဆရာခဏပြက်နေ တန်းလေးအဲ့ဒါတို့တီးနေချက်ပေါ့ကောင်းတော့ဟာချိုဘာဖြစ်ပြန်မလဲမဲ နာချီပြန်ပြီ ခင်ဗျာလည်းခဏနာချီနေတာပဲဗျာဘေးနားမှာနာဘူးရှိတယ်လေ နည်းနည်းတော့ပေးရှူပါ ရလဲလာရှူ ဘာလို့ဆရာ ဒီမှာလေရှူစေဘူးလေမရှူမတော့ဒီမှာလေမတော့လားရှူစေဘူးရှူဝါအောင်ရှူနော်အဲ့တထောင်မွိုင်းနောက်တထောင်ရှိသေးတယ်သမီးရရှူမလား ညီမလေးဘာများကူညီပေးရမလဲ စိတ်ညစ်လို့လာငိုနေပါရဲ့ဆိုမှနောက်ဆက်ပေးမဲ့သူကရောက်လာပြန်ပြီ အဲ့လိုပဲအဲ့ကောင်တွေကဒီကောင်တွေအသီးတရားမကြည့်တော့ဘူးနိဟုတ်ပါဘူးဟိုအကိုကြီးကဘာကူညီပေးရမလဲလို့အဲ့ဒါပြောတာအဲ့ဒါက ကိုကြီးကမလေးကိုတကယ်ကူညီပေးမှာပါ ကူညီပေးရမှာပါညီမငေးရေမြန်မာလူမျိုးတွေပဲအဲတယောက်ဒုက္ခရောက်နေတဲ့စိတ်ဆင်းနေတယ်ဆိုတာအကူညီပေးတယ်ဆိုတာမင်္ဂလာတစ်ပါးပဲလေညီမငေး ကိုကြီးရဲ့အသက်အရွယ်ကဘိုးဘွားရတာသွားမယ်အသက်အရွယ်ရောက်နေပြီနော် ဟောညီမငေးရလေကွယ်အကိုကြီးကလေအသက်ကြီးကြီးအောင်ဆောင်းနေတာအခုကအသက်ကဘာမှရှိသေးဘူး66ပဲရှိသေးတယ်ဟမ်တော့ထိမှုပေးစရာမလိုပါဘူးရပါဒီမှာအရေးရှိတယ်ဒီလိုပါညီမငေးကိုကြီးဘွားလေးချစ်ကန်ခေတဲ့လူဝေကြီးတယောက်ပါညီမငေးဟောချင်းနေမကောင်းပါဘူး ကိုကြီးကချစ်ကန်ခေတယ် ဟုတ်တယ်ညီမငေး အဲ့ဆိုညီမလေးနဲ့ဖြစ်ချင်သူလားပေါ့ ဟဲ့အပြစ်ချင်းတူတယ်ဟာကြတာညီမငေးရဲ့ဒီလိုဆိုရင်လေညီမငေးရဲ့အဖြစ်ပြက်ဟာကိုကြီးရဲ့အဖြစ်ပြက်ကိုလေတယောက်တော့အပြန်လာဆွေးနွေးကြရင်ကောင်းတယ်ဒီမှာထိုင်ရမလား ဘာသာလဲကိုခင်နေဟော 哦，ဒီလိုပါညီမငေးအကိုကြီးကဟိုတွေ့တယ်နဲ့ဖန်ကိုင်းအကျင့်ပါနေဟိုကိုကြီးနာမည်ကလေ
ကိုကိုဝင်းတဲ့ဟိုတထေးကုမ္ပဏီပိုင်ရှင်လူပြိုကြီးအိမ်တော်မရှိညီမငယ်ရောဒီဘာလာလောက်တာလဲဘယ်ကိုသွားမလို့လဲဘာကိစ္စလာတာလဲဟမ် ဒီဘေးကြီးရတာငါထိုးကြီးနဲ့တူတယ်ကိုနဲ့အတူတူနေဖို့အတွက်ငါဒီဘေးကြီးစီကဖန်မဖြစ်မယ် ညီမငယ်ရလေမျိုးလုံးလေးရလေပိကြက်ပိကြက်တဲ့ကိုကိုကြီးကြောက်တော့ပြန်ကြုံပြောနေလို့ ညီမလေးကလေနယ်မြို့လေးတစ်မြို့ပါ ဟုတ်လား ညီမလေးရဲ့မိဘတွေကစီးရတော့လေညီမလေးကမြို့တက်ပြီးအလုပ်လာလို့လားအခုညီမလေးကအလုပ်ပြုတ်သွားတော့လေဘဲသွားပြီးဘာဆက်လို့ရမှမသိတော့ပါဘူးကိုကြီးရဲ့အားကြောင့်ညီမလေးစိတ်ညစ်ပြီးတော့ဒီမလာငုံနေတာ ဟလာညီမငယ်စိတ်မကောင်းလိုက်တာညီမငယ်ရဲ့မပူပါနဲ့ညီမငယ်ညီမလေးကိစ္စဝါဝလေအလုပ်ကိစ္စတွေရောစားဖို့ရောနေဖို့ရောအဆအဆရရကိုကိုကြီးကူညီပေးရလားညီမငယ်ရဲ့ ကိုကြီးတကယ်ပြောရလား လေးက